အနုမောဒနာဖြင့်43တရားနာယူကြည်ညိုခြင်းအစီအစဉ်ဖြစ်ပါသည်ဗျာနိုင်ငံတော်ပရိယတ်တိသာသနာ့တက္ကသိုလ်မန္တလေးပါမောက္ခချုပ်ဆရာတော်ဘုရားကြီးမှာအနုမောဒနာဖြင့်43တရားချီးမြှင့်ပေးသလားတော်မူပါယံခြေတော်ဥက္ခယူသည်စွာလျှောက်ထားအပ်ပါသည်ဗျာမြန်မာကောဇာတက္ကရာ1386ခုနှစ်စံတရက်နေ့မှာမန္တလေးမြို့တော်ရဲ့ပတ်ဝန်းကျင်အရဒေသအသီးသီးမှာနေထိုင်ကြတဲ့ပုဂ္ဂိုလ်သတ္တဝါတွေအားလုံးဘေးရန်အန္တရာယ်အသွယ်သွယ်တို့ကင်းရှင်းစိမ့်သောငါမန္တလေးမြို့တော်စီပင်သာယာရေးကော်မတီမိသားစုအပေါင်းသူတော်ကောင်းတို့ကသံဃာတော်ရှင်မြတ်တို့အပင်ဖိတ်ပြီးပေတရားနာကြားတဲ့ကောင်းမှုကုသိုလ်ကိုပြုလုပ်အားထုတ်ခြင်းဖြစ်တယ်။အဲ့ဒီမှာဘေးရန်အန္တရာယ်အသွယ်သွယ်ကင်းစိမ့်သောငါအဲ့ဒီစကားရမှာပါတဲ့ဘေးရယ်ရန်ရယ်အန္တရာယ်ရယ်ပေါ့အဲ့ဒီသုံးလုံးရဲ့အဓိပ္ပာယ်အဲ့ဒီသုံးလုံးနဲ့စကားလုံးသုံးလုံးနဲ့ပရိဒ္ဒဆိုတဲ့စကားလုံးနဲ့ပေါင်းရင်လေးလုံးပေါ့ဒီလေးလုံးရဲ့အဓိပ္ပာယ်လေးတွေကိုဘုဒ္ဓစာပေကလာတဲ့အတိုင်းနာကြရအောင်ဘေးဆိုတာမြန်မာစကားပါဠိဘယဆိုတဲ့ပုဂ္ဂိုလ်ဘေးလို့မြန်မာစကားလုံးတီထွင်ထားတဲ့ပါဠိတဲ့ဝေါဟာရသူ့စကားလုံးရဲ့အ내အဓိပ္ပာယ်ကကြောက်เสียကောင်းသောအရာဝတ္ထုဒီလိုအဓိပ္ပာယ်ရကြောက်เสียကောင်းတဲ့အရာမှန်ရဲ့ဘေးပဲနောက်ယံဆိုတာကယံသူဆိုတာမိမိကိုမချစ်မနှစ်သက်သူလို့ဒီလိုစာပေကဆိုတယ်မိမိကမချစ်တာမဟုတ်ဘူးเนาะမိမိကိုသူကမချစ်တာမိမိကိုမချစ်မနှစ်သက်တဲ့သူယံသူဒီနေရာမှာယံအရာအဲ့ဒီယံသူကိုကောက်အောင်မှာမဟုတ်အဲ့ဒီယံသူကပြုလုပ်လို့ဖြစ်ပေါ်လာတဲ့ဘေးကိုရကောက်ဒါကြောင့်ဘေးယံလို့သုံးလိုက်လို့ရှိရင်တွဲသုံးလို့ရှိရင်နောက်ကယံပြီးရှေ့ကဘေးဆိုတဲ့စကားလုံးကိုအထူးပြုတဲ့ပုံဒီဘေးကရိုးရိုးဘေးမဟုတ်ဘူးမိမိမချစ်မနှစ်သက်တဲ့မိမိကိုမချစ်မနှစ်သက်တဲ့ယံသူကပြုလို့ဖြစ်ပေါ်လာတဲ့ဘေးလို့ဒီလိုအဓိပ္ပာယ်ဆိုလို့တယ်ဒါဘေးယံအန္တရာယ်ကြတော့ပါဠိစကားလုံးစစ်ကိုမြန်မာလုံးလိုက်တာအန္တရာယကိုမှယကိုအတတ်လိုက်တဲ့ခါကျတော့အန္တရာယ်လို့အတန်ထွက်လိုက်တာဒါကြတော့မြန်မာပြန်လို့မရတဲ့ခါကျတော့သူ့ကိုအန္တရာယ်လို့ပဲဗမာကပြောလိုက်တယ်ဒီစကားလုံးလေးအဓိပ္ပာယ်သိဖို့နည်းနည်းတော့ခက်ရနေတယ်တော့မလွယ်တော့ဘူးเนาะအန္တရာယမှာအန္တရနဲ့အယနဲ့တွဲတာအန္တရကအကြာအယကဖြစ်တာအကြာမှာဖြစ်တဲ့သဘောတရားပေါ့တရားကိုကောက်အောင်ပါเนาะဓမ္မသဘောတရားအကြာမှာဖြစ်တယ်တော့အန္တရကအကြာအယကဖြစ်တယ်အကြာမှာဖြစ်တယ်ဘယ်အကြာမှာဖြစ်တာဒါလေးကိုနည်းနည်းစဉ်းစားအန္တရအကြာဆိုတာကလူဆိုတာကတို့သူဂတိဘုံမှာဖြစ်တယ်သူဂတိဘုံသာတတ်တော်လူဟာကုသိုလ်ကံနဲ့ဖြစ်တာကုသိုလ်ကံရဲ့အကျိုးပေးလို့ဖြစ်လာတဲ့အကျိုးတရားလူကကုသိုလ်အတိတ်ကကုသိုလ်ကံရဲ့အကျိုးတရားဖြစ်တာလူဖြစ်လာပြီလို့ရှိရင်လူဘဝမှာအာယုံခံစားပြီးတော့နေတယ်ရူပယုံမျက်စိနဲ့တတ္ထာယုံနာနဲ့နော်စသည်ထားပါတော့၅ပါးသလုံး6ပါးသလုံးယူရင်လည်းရပါတယ်အာယုံ6ပါးလုံးခံစားအဲ့ဒီခံစားတဲ့အာယုံတွေကမိမိနှစ်သက်တဲ့မိမိသဘောကျတဲ့အာယုံတွေကိုခံစားပြီးတော့နေရလို့ရှိရင်အဲ့ဒါအိဋ္ဌာယုံလို့ခေါ်တယ်ကောင်းတဲ့အာယုံကိုခံစားနေရကောင်းတဲ့အာယုံခံစားနေရတာဒီကောင်းတဲ့ကုသိုလ်ကံရဲ့အကျိုးကိုခံစားနေတာလူဖြစ်လာတာလဲကုသိုလ်ကံရဲ့အကျိုးကိုခံစားတဲ့အနေနဲ့လူဖြစ်လာလူဖြစ်ပြီးတော့ကောင်းတဲ့အာယုန်တွေကိုခံစားပြီးတော့နေတာလည်းပဲ
ကုသိုလ်ကံရဲ့အကျိုးကိုခံစားနေတာအဲ့ဒါဆိုရင်လူကချမ်းသာတယ်အဲ့ဒီလိုချမ်းသာနေတာဘာကြောင့်ချမ်းသာနေတာတော့ဆိုတော့ကုသိုလ်ရဲ့အကျိုးတွေကိုပဲကိုပြုခဲ့တဲ့ကုသိုလ်တွေအကျိုးတွေကိုခံစားနေတာမဟုတ်လို့ချမ်းသာတယ်အဲ့ဒီလိုချမ်းသာနေတဲ့ဂျားတဲ့ကုသိုလ်ကံရဲ့အကျိုးကိုခံစားနေတဲ့ဂျားတဲ့မှာအကုသိုလ်ကံကဝင်လာပြီးတော့အကျိုးပေးတယ်အကုသိုလ်ကဝင်လာပြီးတော့အကျိုးပေးလိုက်တဲ့ခါကျတော့ခုနတုန်းကကိုခံစားလို့ကောင်းတယ်ဆိုတဲ့အိဋ္ဌာယုံဆိုတဲ့အာယုံတွေကပျောက်ပြီးတော့ကိုမခံစားခြင်းနဲ့အနိဋ္ဌာယုံလို့ခေါ်တဲ့မကောင်းတဲ့အကျိုးတွေကိုမိမိခံစားရတယ်အဲ့ဒါကြောင့်မို့လို့ကုသိုလ်ကံရဲ့အကျိုးတွေကြားထဲမှာဝင်ပြီးတော့အကုသိုလ်ကံကအကျိုးဝင်ပေးတာဖြစ်တာကိုကြားထဲမှာဖြစ်တယ်လို့ဒီလိုဘာသာပြန်ရမှာအဲ့တော့သူကဓာကြီးပြီးတော့ငေါ်ဘာသာပြန်ဖို့မလွယ်ဘူးမလွယ်တဲ့ရှေ့ရဆရာတော်ကြီးတွေကအန္တရာယကိုအန္တရာယ်လို့ပဲဘာသာပြန်လိုက်တော့တာပြီးရောအန္တရာယ်ဆိုရင်လူတွေကဘာခေါ်မှမသိဖြစ်သွားလိမ့်မယ်အန္တရာယ်ဆိုတာကအဲ့ဒါစာပေအေယဆိုရင်ကုသလဝိဘတ်လို့ခေါ်တာပေါ့ကုသိုလ်ရဲ့အကျိုးတွေခံစားနေတဲ့အချိန်မှာအဲ့ဒီကုသိုလ်အကျိုးတွေရဲ့ကြားထဲမှာအကုသိုလ်ရဲ့အကျိုးဝင်ပြီးတော့ဖြစ်တာဖြစ်တဲ့အတွက်မကောင်းတဲ့မိမိမလိုလားတဲ့အကျိုးတွေမိမိခံစားရတာဆင်းရဲဒုက္ခရောက်လာအဲ့ဒါကိုအန္တရာယ်လို့ခေါ်တယ်။ဒါဒီတော့ဘေးရဲ့အဓိပ္ပာယ်သိသွားပြီ။ရန်ဆိုတာလည်းသိသွားပြီ။အန္တရာယ်ဆိုတာလည်းသိသွားပြီ။သိသွားလို့ရှိရင်ဒီသုံးလုံးကိုတခါပြန်ပြီးတော့အဓိပ္ပာယ်ကိုပေါင်းအောင်ဘေးကြတော့ဘေးဆိုတာဘာတွေတုံးလို့ဆိုလို့ရှိရင်ဘေးကခုနကငါပြောပြီးအချုပ်အားဖြင့်တော့ကြောက်စရာကောင်းတဲ့အရာကိုဘေးလို့ခေါ်တယ်ဒါကစကားလုံးကဓာတ်ရိုက်ထွက်တဲ့အဓိပ္ပာယ်ပေါ့ဘေးတွေကိုသရုပ်ထုတ်ရင်တော့အများကြီးထွက်လာတယ်ခုနကဘုန်းကြီးတွေရွတ်တဲ့ပေရထဲမှာပါသွားတယ်ရာဇတော်ဝါသောရတော်ဝါမနုဿတော်ဝါအမနုဿတော်ဝါဧကိတော်ဝါဥဒကတော်ဝါဆိုတဲ့အဲ့ဒီတော်ဝါဆိုတဲ့ပုဒ်တွေကအဲ့ဒါဘေးတွေတော်ဝါတစ်ခုကိုဘေးတစ်ခုတော်ဝါတစ်ခုကိုဘေးတစ်ခုပဲဒါမင်းတို့သိအောင်ပြောလိုက်ရင်နော်အားလုံး25ခုရှိတယ်ဒါကြောင့်မို့လို့ဘေးမျိုး25ပါးလို့ဒါပိယကလာတာနော်တခြားသုတ်တန်တစ်ခုကလာတာလည်းရှိသေးတယ်သိတော့မထူးပါဘူးအဲ့တော့သူကတော့25ပါးဆိုတာအကုန်မဟုတ်ဘူးဒါအစပြောတာနမူနာပြောပြတာအဲ့တော့ကြောက်เสียမိမိမလိုလားတဲ့မနစ်သက်တဲ့မိမိဆင်းရဲဒုက္ခရောက်မဲ့အရာမှန်သမျှအသည်ဘေးလို့ခေါ်တယ်ဒါပေမဲ့ဒီသုံးလုံးကဘယ်လိုဟာတုံးဆိုလို့ရှိရင်အချုပ်ကအဲ့ဒီဘေးကအချုပ်ဒီဘေးကတဘာဝအရာမိမိကပြုတာမဟုတ်ဘဲနဲ့သူ့လိုဖြစ်တဲ့ဘေးရှိတယ်လူကပြုလို့ဖြစ်တဲ့ဘေးရှိတယ်လူမှလည်းပဲမိမိမချစ်မနစ်သက်တဲ့ပုဂ္ဂိုလ်ကပြုတာရှိတယ်မိမိကိုယ်တိုင်ကပြုတာလည်းရှိတယ်မိမိမချစ်မနစ်သက်တာတော့မဟုတ်ဘူးဟိုချစ်တယ်လည်းမဟုတ်ဘူးမချစ်ဘူးလည်းမဟုတ်ဘူးပေါ့သူကသူလူတွေကလှုပ်တာလူတွေလှုပ်လို့ဖြစ်တဲ့ဘေးလူတွေကိုဆင်းရဲဒုက္ခရောက်အောင်လှုပ်ပေးတဲ့သဘောတရားကိုဘေးကိုခေါ်တာဥပမာလူမလှုပ်ဘဲနဲ့သဘာဝတိုင်းဖြစ်တယ်ဆိုတာငလျင်ကြီးလှုပ်တယ်ငလျင်ဘေးဒါလူလှုပ်တာမဟုတ်သဘာဝရဖြစ်တယ်ဆူနာမီရေလိုင်းကြီးတွေကျလာတယ်ဒါသဘာဝဘေးမြန်မာနိုင်ငံမှာကိုဗစ်မြန်မာနိုင်ငံမှာနာဂိတ်ဆိုတဲ့ဘေးကြီးကျတယ်မုန်တိုင်းကြီးဒါလည်းသဘာဝကလည်းတဘေးနောက်ကိုဗစ်ရောဂါကြီးဖြစ်လာတယ်ဒါလည်းသဘာဝကပဲဒါပေမဲ့လို့အဲ့ဒီကိုဗစ်သဘာဝကြတော့လူကလှုပ်တဲ့ဘေးခုနကဟိုမုန်တိုင်းတွေနဲ့ငလျင်တွေနဲ့မတူဘူးလူတွေကလှုပ်တာလူဆိုတော့ကိုယ်မချစ်တဲ့သူလားဆိုတော့မဟုတ်ဘူးချစ်တဲ့သူလားဆိုတော့ချစ်တဲ့သူလည်းမဟုတ်ဘူးလူတွေကလှုပ်လို့ဖြစ်လာတဲ့ဘေးအဲ့တော့ဘေးကအဲ့လိုအမျိုးမျိုးကွက်ထွက်သွားတယ်တဘာဝကဖြစ်တဲ့ဘေးရှိတယ်လူကလှုပ်တဲ့ဘေးဖြစ်တယ်ရှိတယ်လူကလှုပ်တဲ့ထဲမှာလည်းလူကမချစ်မနစ်သက်လို့လှုပ်တဲ့ဘေးလည်းရှိတယ်မိမိကိုယ်တိုင်ကပြုလို့ဖြစ်တဲ့ဘေးလည်းရှိတယ်မချစ်မနစ်သက်လို့မချစ်မနစ်သက်တဲ့သူကလှုပ်လို့ဖြစ်တဲ့ဘေးကိုခုနကနောက်ကရန်နဲ့တွဲရရန်ဘေးလို့ခေါ်တယ်ဥပမာအားဖြင့်ပြောပါဆိုလို့ရှိရင်မြတ်စွာဘုရားကိုဒေဝဒတ်ကတတ်ဖို့ဆိုပြီးတော့နာလာဂိရိဆင်ကြီးကိုအရိုက်တော့ရက်တိုက်ပြီးတော့လွတ်လိုက်တယ်လမ်းမှာရေဆိုင်လွတ်လိုက်တာဒါနင်းတတ်ဖို့ပဲအဲ့ဒါဆိုလို့ရှိရင်မြတ်စွာဘုရားဘက်ကကြည့်ရတော့မြတ်စွာဘုရားမှာဘေးဖြစ်လာပြီအဲ့ဒီဘေးကဘယ်ဟာတော့နာလာဂိရိဆင်နော်ဆင်ပဲအဲ့ဒီဆင်ဒီမြတ်စွာဘုရားရဲ့ဘေးပဲဒီဘေးကိုဘယ်သူကလှုပ်တာတော့ဆိုတော့ဒေဝရကလှုပ်တာဒေဝရကမြတ်စွာဘုရားရဲ့မချစ်မနစ်သက်တဲ့သူရန်သူပဲအဲ့တော့
မချစ်မနစ်သက်တဲ့ဒေဝရကလုံးလို့ဖြစ်ပေါ်လာတဲ့နာလာဂိရိဆင်အဲ့ဒီနာလာဂိရိဆင်ဒီမြတ်စွာဘုရားရဲ့ဘေးလို့အဲ့ဒီလိုခေါ်ဒါပေကိုမချစ်မနစ်သက်သူကလောက်တာမချစ်မနစ်သက်တဲ့သူရဲ့လို့လည်းမဟုတ်ဘူးဘာရဲ့လို့မဟုတ်ဘူးလူတွေလောက်ရာကနေပြီးတော့ဖြစ်လာတယ်ဆိုတာခုနကပြောတဲ့ကိုဗစ်ယောဂါကြီးလိုမျိုးစစ်ပွဲကြီးမျိုးပေါ့စစ်ပွဲကြီးတွေတိုက်ကြတယ်ကိုလည်းမပါဘူးလေဟိုဘက်ကလည်းမပါဘူးဒီဘက်ကလည်းမပါဘူးမပါဘဲမဲ့တော့ကိုလည်းခံရတာပဲလေအဲ့ဒါလူကလုံးလို့ဖြစ်တဲ့ဘေးနောက်တစ်ခါမိမိကိုယ်တိုင်လုံးလို့ဖြစ်တဲ့ဘေးရှိတယ်လူယောဂဖြစ်တဲ့မတည့်ဘူးမတည့်တဲ့အစာစားတာအဲ့ဆရာကဒုက္ခရောက်အဲ့ဒုက္ခရောက်တာဘေးဖြစ်တယ်ဘယ်သူကလှုပ်တာလဲဆိုတော့ဘယ်သူမှလှုပ်တာမဟုတ်ကိုယ့်အကိုလှုပ်တာပဲကိုယ့်အကိုမတည့်တာသွားစားတာလေမတည့်တာဆိုတော့ယောဂတိုးလာတော့ကိုခံရတာလေအဲ့ဒါကိုကလုံးလို့ဖြစ်တဲ့ဘေးရှိတယ်အဲ့တော့ဘေးရာရန်ရဲ့အတူတူပဲအဲ့တော့ခုနကအန္တရာယ်ဆိုတာနဲ့တခါကိုပေါင်းလိုက်တော့မတိသုံးတော့ဘူးအန္တရာယ်ဆိုတာကုသိုလ်အကျိုးကြားထဲမှာအကုသိုလ်အကျိုးဝင်ပေးတာကိုအန္တရာယ်လို့ခေါ်တယ်အဲ့ဒီဘေးဖြစ်လာတာဒီပင်လေအန္တရာယ်ပဲအဲ့ဒီဘေးဒီပင်လေအန္တရာယ်ပဲဒီနေရာမှာအန္တရာယ်နဲ့ဘေးကတူတယ်အရာအန္တရာယ်ဆိုတာဘေးပဲဘေးဒီအန္တရာယ်ပဲဒီဘေးဖြစ်လာပြီဆိုရင်ဒီဘေးဒီငါအကုသိုလ်ကံနဲ့ကိုဝင်လာတာအကုသိုလ်ကံငါ့ကိုအကျိုးပေးနေတဲ့ကုသိုလ်ကံတွေကြားထဲမှာအကုသိုလ်ကံဝင်လာတယ်လို့အဲ့လိုယူရအဲ့ဒါကိုအန္တရာယ်လို့ခေါ်တယ်အဲ့ဒီဘေးရဲ့ရန်ရဲ့အန္တရာယ်ရဲ့သုံးလုံးကိုချော့လိုက်လို့ရှိရင်အဓိကဘေးပဲရန်သူကပြုလို့တာလည်းဘေးပဲအန္တရာယ်ဆိုတာလည်းပဲဘေးပဲအဲ့ဒီဘေးကိုတားဖို့ကာကွယ်ဖို့ပရိဆိုတော့ကလိုက်တာပရိဒ္ဓကအယံအတားလို့ခေါ်တယ်အကာအကွယ်လို့လည်းအဓိပ္ပာယ်ရမင်းတို့ခြံဝဲနေမှာခြံစည်းရိုးခတ်တာကိုပါဠိလိုခေါ်ရင်အဲ့ဒါပရိဒ္ဓပါပဲမထူးတော့မထူးပါဘူးခြံဝဲခြံစည်းရိုးခတ်တာပရိဒ္ဓပဲလေခြံဝဲခြံစည်းရိုးခတ်တာရည်ဝချက်နှမျိုးနဲ့ခတ်တာဗျဘေးကကိုယ်ရံပြုတ်မဲ့ပုံကိုယ်တွေရုတ်တရက်မဝင်နိုင်အောင်ကားတာဒါကဘေးကဝင်လာမဲ့ကားတာနောက်တကအတွင်းကကိုယ်ရှိတဲ့ပစ္စည်းတွေဘေးရုတ်တရက်ပါမသွားအောင်ကားတာသူနှစ်ခုကားတာအပြင်ကဘေးရန်လည်းပဲဝင်လာအောင်လွယ်လွယ်နဲ့ဝင်လို့မရအောင်ကားတယ်အတွင်းကရှိတဲ့ကိုယ်မိမိပိုင်ဆိုင်တဲ့တန်ဖိုးရှိတဲ့ပစ္စည်းတွေအပြင်လွယ်လွယ်နဲ့ထွက်မသွားအောင်ကားတာသူကနှစ်မျိုးကားအဲ့ဒီလိုပဲဒီခုဘုန်းကြီးတွေရွတ်တဲ့ပရိကလည်းပဲအဲ့ဒီနှစ်မျိုးအတိပ္ပယ်နဲ့အတူတူပဲသူကားတာမိမိတဏ္ဍာမှာခုနကပြောတဲ့ကုသိုလ်ကံတွေအကျိုးပေးနေတဲ့အချိန်မှာအကုသိုလ်ကံဝင်ပြီးတော့အကျိုးပေးနိုင်အောင်ကားတာဒါအပြင်ကနေလာမဲ့ဟာကိုကားတာအတွင်းမှာမိမိတို့မှာရှိပြီးသားဖြစ်တဲ့သရတိလသုဒ္ဓစာကပညာဟိရိဥဒ္ဓပါဒါသူတော်ကောင်းတရားတွေဥစ္စာတွေပဲအဲ့ဒါတွေလေဥစ္စာမှမသိကြလို့အဲ့ဒီဥစ္စာတွေကလည်းပဲရော့သွားနိုင်တယ်ပါသွားနိုင်တယ်ဒီပရိတရားကအဲ့ဒါတွေရော့မသွားအောင်လည်းပဲအဲ့ဒီသူတော်ကောင်းဥစ္စာလို့ခေါ်တဲ့ယရနာတွေကိုလည်းပဲမိမိတဏ္ဍာကနေရော့မသွားအောင်ဘေးထွက်မသွားအောင်ကားပြီးတဲ့သဘောရှိတယ်အဲ့ဒါကိုပရိဒ္ဓလို့ခေါ်တယ်အဲ့ဒီတော့ပရိဒ္ဓနဲ့ခုနတော့ကဘေးရန်အန္တရာယ်သုံးလုံးနဲ့တွဲလိုက်လို့ရှိရင်လေးလုံးကအဓိပ္ပာယ်တော့ပေါ်သွားပြီပေါ်သွားရင်တပည့်တော်တို့ကခြံစည်းရိုးကာတာတော့သဘောပေါက်တယ်ဗျာဒီပရိကဘယ်လိုကာမှာတော့ဟောစိတ်ထဲမရှင်းဘူးလေမရှင်းလို့ရှိရင်ဒါလေးကိုနည်းနည်းလေးကြည့်အောင်အခုဘုန်းကြီးတွေရွတ်တဲ့ပရိကိုကြည့်လိုက်လို့ရှိရင်ပရိကတော့17တုပ်ဖြစ်တာပေါ့ခုငါတို့ဆိုရင်4တုပ်ရွတ်တော့ပရိတ်တွေအကုန်လုံးကိုချို့လိုက်လို့ရှိရင်သစ္စာနဲ့မေတ္တာနှစ်ခုသွားတွေ့ဥပမာယရဏသုံးဆိုတာသစ္စာဆိုတာယရဏသုံးပါးကိုတိုင်းပြီးတော့သစ္စာဆိုတာဤမှသောစကားကိုဆိုရသောကြောင့်ဤပေတရားနာကြားကြတဲ့ပုဂ္ဂိုလ်သတ္တဝါတွေအားလုံးဘေးရန်အန္တရာယ်အသွယ်တို့မှကင်းရှင်းလွင့်ပြောက်ပြီးတော့ချမ်းသာဒုက္ခတို့ရောက်ပါစေသစ္စာဆိုတာအဲ့ဒါသစ္စာရဲ့အစွမ်းပေါ့နောက်မေတ္တာသုံးဆိုတာကမေတ္တာပို့တယ်အဲ့တော့ခုနကဘေးရန်အန္တရာယ်ကိုကာကွယ်မယ်ဆိုရင်သစ္စာနဲ့ကာကွယ်တာနဲ့မေတ္တာနဲ့ကာကွယ်တာလို့နှစ်မျိုးနည်းစနစ်နှစ်ခုပို့ထွက်လာကာကွယ်ပုံကာကွယ်နည်းပေါ့မေတ္တာနဲ့ကာကွယ်ခြင်းဖြင့်ခုနကနာလာဂိရိစင်ကိုမြတ်စွာဘုရားကအဲ့ဒီမေတ္တာနဲ့ကာကွယ်လိုက်တာပဲသူ့မနှင်းတော့စင်ကြီးပေါ်မေတ္တာထားလိုက်စင်ကြီးဘက်ကစင်ကြီးကိုစေလွတ်တဲ့ပုဂ္ဂိုလ်ရောစင်ကြီးရောကဘုရားပေါ်မှာမေတ္တာမရှိတော့လို့ဘုရားကသူတို့နှစ်ဦးသုံးပေါ်မှာမေတ္တာမပြတ်ဘူးဒေဝရပေါ်မှာလည်းမပြတ်ဘူးနာလာဂိရိစင်ပေါ်မှာလည်းဘုရားဘက်ကမပြတ်ကိုယ့်ဘက်ကမပြတ်တဲ့ရှင်ကိုယ့်ဘက်ကအဲ့ဒီမေတ္တာမပြတ်ဖဲထားတာကိုလေကာတယ်လို့ခေါ်လိုက်တာဟိုဘက်ကတော့ပြတ်လိုက်ပြီကိုယ့်ကိုမေတ္တာရံက
ကိုကဒီဘက်ကမေတ္တာနဲ့လှမ်းကာလိုက်တဲ့ခါကျတော့ဒီကောင်ဒီအကာကို तू မဖောက်နိုင်တော့ကိုယ်ဒီရောက်မလာတော့ဒါမေတ္တာနဲ့ကာတာသစ္စာနဲ့ကာတာကဘာနဲ့ကာတာဝိတ္တသုံးမှာငုံငက်ကလေးဆိုတဲ့သစ္စာကြည့်လိုက်ပေါ့ငုံငက်ကလေးကငါမှအဖေမေတော့ရှိတယ်အဖေမေကလည်းပြန်ပြီးပြေးကြပြီးငါကိုထားခဲ့ပြီးတော့ငါတကောင်နဲ့ကြံတာငါမှအတောင်ပံတော့ရှိတယ်အခုမှဥကပေါက်ကသာဆိုတော့အတောင်ပံကလည်းမပြန်နိုင်သေးဘူးခြေတော်နှစ်ချောင်းလည်းရှိတယ်အခုမှဥကပေါက်ကသာခြေတော်နှစ်ချောင်းကလည်းမပြေးနိုင်သေးဘူးအဲ့ဒီတော့မိကြီးငါကတော့မင်းကိုမရှောင်နိုင်ဘူးမင်းကငါ့ကိုရှောင်ပြီးတော့သွားပါလို့ပြောလိုက်တာနဲ့မိကြီးကရှောင်သွားတယ်ဒါသစ္စာမှန်တာပြောတာလေသူကသူ့အဖေမေရှိတယ်မှန်တယ်လေအဖေမေကပြေးပြီးဆိုတာလည်းမှန်တယ်လေအတောင်တစ်ဖက်ရှိတယ်ဆိုတာမှန်တယ်လေခြေတော်နှစ်ချောင်းရှိတယ်မှန်တယ်ပြေးလို့မရဘူးပြန်လို့မရဘူးဒါလည်းမှန်တာပဲအဲ့လိုမှန်တာကိုပြောပြီးတော့သစ္စာဆိုတာအဲ့ဒါကိုသစ္စာပါရမီလို့ခေါ်တယ်သစ္စာရဲ့စွမ်းအားနဲ့မိကိုကာတာဒါဝိတ္တသုတ်ကနေကြည့်လိုက်လို့ရှိရင်အဲ့တော့ဘုန်းကြီးတွေရွတ်နေတဲ့ပရိယေအဓိပ္ပာယ်ကိုကြည့်လိုက်လို့ရှိရင်သစ္စာအစွမ်းနဲ့မေတ္တာအစွမ်းနဲ့အဲ့ဒီအစွမ်းနှစ်ပါးနဲ့ဘေးရအန္တရာယ်ကိုကာတာပဲကာကွယ်တယ်ဆိုတာအဲ့လိုကာအဲ့တော့အဲ့ဒါကိုကြည့်ရှင်လို့ရှိရင်မေတ္တာကိုကကိန်းဖို့လိုမယ်သစ္စာမှန်တဲ့စကားကိုပြောဖို့လိုမယ်ကိုယ့်ဘက်ကလည်းပဲနော်ပြည့်စုံရမယ်တရားပေါ့အဲ့ဒီတရားနဲ့ပြည့်စုံမယ်ဆိုလို့ရှိရင်ပရိအစွမ်းထက်ပါတယ်ထက်တယ်အဲ့တော့ဒီပရိဆိုတာဗုဒ္ဓဘာသာမှာဖြစ်နေတဲ့ပရိဟာအဲ့ဒီလိုအဓိပ္ပာယ်ရှိပါတယ်အဲ့တော့မိမိတို့အခုဘေးရန်အန္တရာယ်ဟုတ်လားဘေးအဓိပ္ပာယ်ရန်အဓိပ္ပာယ်အန္တရာယ်အဓိပ္ပာယ်သိပြီဒီသုံးလုံးနဲ့ပရိဒတ်နဲ့ဆက်ဆက်ပုံသိသွားပြီပရိဒတ်နဲ့ကာကွယ်တယ်ဆိုတာမေတ္တာအစွမ်းနဲ့သစ္စာအစွမ်းနှစ်ပါးနဲ့ကာကွယ်တယ်ဆိုတာသိသွားပြီဒါဒီကနေ့မန္တလေးမြို့တော်ပတ်ဝန်းကျင်မှာနေထိုင်ကြတဲ့ပုဂ္ဂိုလ်သတ္တဝါတွေအားလုံးဘေးရန်အန္တရာယ်အသွယ်သွယ်တို့ကင်းစိမ့်သောငါအဲ့ဒီဘေးရန်အန္တရာယ်အသွယ်သွယ်တွေကိုကာကွယ်စေသောငါဤမြတ်စွာဘုရားဟောကြားသောပေတရားတွေကိုသံဃာတော်ရှင်မြတ်တို့အားပင့်ဖိတ်ပြီးတော့သံဃာတော်ရှင်မြတ်တို့ရွပွားတဲ့ပေတရားကိုမိမိတို့နာကြားတဲ့ကောင်းမှုကုသိုလ်ပြုတယ်ဤကောင်းမှုကုသိုလ်ရဲ့အစွမ်းဤမေတ္တာရဲ့အစွမ်းဤသစ္စာရဲ့အစွမ်းကြောင့်မန္တလေးမြို့တော်အနိနာဝန်းကျင်မှာနေထိုင်ကြတဲ့ညီအမမေယပုဂ္ဂိုလ်သတ္တဝါအားလုံးဘေးရန်အန္တရာယ်အသွယ်သွယ်တို့မှကင်းပြောက်ကြပါစေချမ်းသာဒုက္ခရကြပါစေလို့မေတ္တာပို့ရင်းနဲ့ဒီကနေ့မိမိတို့ပြုတဲ့ကောင်းမှုကုသိုလ်ကိုရေသက်ချအမြတ်ဝေရမယ်ကဲရေသက်ွယ်ကိုင်းပြီးတော့လိုက်ပြီးတော့ဆိုပါ